5 4 3 2 action ဆိုရင်လည်းစမယ်နော် okay 5 4 3 2 1 action အခုဆုံးပြေးမယ်အခုဆုံးအာဘောဘောနောက်ဆုံးတော့ငါရဲ့ဘဝကနောက်ဆုံးနောက်ဆုံးတော့ငါရဲ့ချစ်တဲ့တရားလေးတော့ခုစားရှိရာရာမြဲနောက်ကြပြီးတော့အထီးဆန်နေတဲ့ဘဝကိုမိရတွေကဒုထရောက်အောင်ဉာဏ်နဲ့စိတ်စားလို့ဘောတွေကအသေးချောင်းကိုမြင်မဲ့တော့မှပြစ်စားမကောင်းဘူးဒီကကတော့ပြစ်စားတယ်ဘူးဒီကကောင်းတွေ့ကြလို့အမှန်တူတွေကအလေးတစ်ခုပေါ်ပြီးရတူပြီးနေရှိဘာသာရလို့ငါရဲ့ဘဝကိုပြင်းညာတဲ့ကိုပြီးစေမြစ်ကြည့်တဲ့အတိုင်းပါပဲကိုလုံးတော့မပြည့်စုံဘူးတော့ဘာပဲဖြစ်နေရောက်တူတွေစွန့်စားမယ်တွေ့ကြုံတူတော့လူတွေကပြည့်စုံကြုံွယ်လောကရဲ့ညရာမှာတော့နောင်လာတဲ့သူ့အဆက်ဆက်ငါရဲ့နာမည်ရှိမှလားပြောငါဒီမှာမင်းနဲ့တာတော့ရှင်ဝင်းနဲ့ပြဆန်တာရောဒါမှမဟုတ်ကိုပြီးကကိုဆံတော်နဲ့ငါဦးကြည့်တော့ကလဝီတော့ချစ်တွေလိုမျိုးငါတို့ရဲ့မပြတွေပေါ့ဆိုပြေးစေနေစေဒီစင်ကလည်းထပ်ပြစေဟေးဘာဖြစ်ချင်မဲဘဝ的白色来对，你为什么团结？那最怕他们，那么口才没什么。大概好吧，冬天比，真的如第每趟的单冬天比，比较的也就是说，起码嘛嘞给，要家里有没嘛没给第二。မင်းတို့ညောင်မင်္ဂလာဆောင်ပွဲမှာတော့ဘာတွေမေးခဲ့တယ်တော့မသိဘူးကျွန်တော်ကိုစပေးပါမယ်။ကဲဘယ်လိုစတွေ့ခဲ့ပါတလဲ။အခုမှပြန်ပေါ်ပါ။ဟဲ့အခုမှလည်းမပေးမတော့ဟိုဘာလဲမအင်းငင်းချူအိမ်မှာဝက်စာတော့ကောက်ရင်းနဲ့တွေ့သွားလား။ဘယ်မှာစတွေ့တာလဲ။နောက်ခုမှတာ။ဟုတ်ဖျားเจ้าမှာအရင်စတွေ့တာပါ။ဖျားเจ้าမင်းနာနေမှာတောင်းကြပြီ။အေးဖျားเจ้าမှာစတွေ့တာ။မအင်းငင်းချူကဖျားเจ้าမှာဘာလုပ်နေလဲသူက။ဖျားเจ้าမှာမျက်နှုတ်နေရလားဘာလုပ်နေကဲပြောလိုက်သူတိတ်မရှိဘူးသူရှက်နေကဲပြောကြည့်လိုက်ဘာလုပ်နေကိုဆောင်ရဲ့အကိုရဲ့မင်္ဂလာဆောင်သွားတာမအင်းငင်းချူကဘလို့လဲဘသူတငယ်ချင်းပုံစံနဲ့သွားတာလဲပြောချင်တာကအဲ့မငင်းချူကဘာလဲတမင်းချက်တာဝင်ကြလားဗာလဲဘလို့လဲကဲမငင်းချူကတငယ်ချင်းနဲ့ဟိုကဘာလဲမင်္ဂလာဆောင်တငယ်ချင်းမဟုတ်သူတို့ရဲ့အကိုအကြီးနဲ့တည်ရပါအကိုအကြီးနဲ့တည်ပြီးတော့မင်္ဂလာဆောင်သွားတာမင်္ဂလာဆောင်သွားဟုတ်ပြီလားဆိုသူ့ကိုပြောပေးလိုက်အဲ့ဒီမင်္ဂလာဆောင်ပွဲကနေကဘာသွားလုပ်တာလဲဝက်စာတော့ကောက်တာဒီကအမိုက်တွေပါလေလိုက်ကောက်ရင်းနဲ့တွေ့သွားတာပါဘလို့စတဲ့အဲ့မှာမင်္ဂလာဆောင်ပွဲသွားတာဟို तू ကဘာသွားလုပ်တာလဲမှာပြောချင်တယ်အဲ့ဒီမှာ तू ကစောက်ရမ်းခန့်နေရတယ်chỉ vì vậy đó chỉ nên nhiều đã tu cho mà ye chỉ na tu ngã đây đấy sao ai là hồ na ama ai hiện tu crash ta bao nó anh đâu lên mà hồ em đâu lên mà hồ hồ này hồ bà đây mà hồ bà bu cô giáo làညီမကိုမသိဘူးညီမတော့သူ့အမျိုးတွေကပြောထားတော့သူ့သိရအဝေးကနေမြင်လိုက်တာပေါ့နော်အဝေးကနေမြင်လိုက်တယ်ဘာမှမမိလဲဆိုလေမျိုးကတတ်သူရအရင်ငါလည်းကြည့်အောင်မတခါလေးကြိုက်တော့ဒီမျိုးကတူဒါဆိုရင်တော့ဒီတက်တူးဆရာကိုတီးတန့်ကျွန်တော်တို့ကရိုးရာပလိုင်းသွားပေးရမှာဒါကျေးဇူးပဲသူကျေးဇူးကြောင့်အဲ့ဒါဒီမျိုးကတက်တူးကိုတွေ့သွားတယ်အဲ့ဒါကိုဘယ်လိုဖြစ်သွားလဲစိတ်ထဲမှာအဲ့ဒီဒီကခံစားချက်ဘယ်လိုဖြစ်တာလဲပြောပြပါခံစားချက်ကဘေးသဆောင်လေးပေါ့ဘာဖြစ်တာလဲဘေးသဆောင်လေးဆိုအိမ်ပြန်တာဒီလိုပြန်သွားတာပေါ့ဟုတ်တယ်ဘေးသဆောင်မြင်လိုက်တော့ဘေးလိုက်ပေါ့ကိုဆောင်ရဲ့ဘေးသဆောင်မြင်လိုက်တော့ဒီဘက်ကတက်တူးလေးကိုသွားမြင်တာပေါ့ဟိုအနောက်ဘက်ကပွေးကွက်မမြင်ဘူးလားဒါပါโอเคအဲ့လိုမြင်သွားတာအကုန်လုံးမဲနေလို့ဟုတ်ပြီထားလိုက်ပါတော့အမဟုတ်ပြီကဲအဲ့ဒီနေ့ခန်းစားချက်ပါလဲဘာမှမသိခဲ့ဘူးလားနေကနင်းကိုဘေးသဆောင်လေးကြည့်သွားတယ်မင်းမသိဘူးလားမင်းတက်တူးတွေကိုသူကြည့်နေမတွေ့ဘူးလားသိလားသိတယ်လေဒီကောင်မလေးငါ့ကိုရှိုးနေငါသိတယ်သူရှောက်ပြောနေတာ तू အဲ့ဒီနေ့ကညီမကိုဘယ်သူမှန်းတော့ तू မသိဘူးဟဲ့ဒါပေမဲ့အဲ့ဒီစားလေးတွေချစ်သွားတာပဲလေအဲ့လေအဲ့ဒီချစ်တော့အဲ့အတိတ်ပဲမရှိဘူးတီးတော့မတီးဘဲနဲ့ချစ်တယ်ဆိုတာအတိတ်ပဲမရှိဘူးပြင်းချင်းအချစ်
ကိုဆောင်မြင်ကြတဲ့အရန်ချစ်တာ တို့တို့ညောင်မင်းတို့ညောင်အဲ့မှာတယောက်နဲ့ကြောက်မတိကြသေးဘူးမလား ဟိုညီမကတော့ကိုဆောင်မှန်းသိရကိုဆောင်ကညီမလေးမှမသိဘူး ဟုတ်လားအော်သူအင်းနေရတို့ကိုဆောင်လို့ခေါ်လာလားအမလားအော်ပါကံဘောစားကိုဆောင်နေရတို့ဘယ်လိုခေါ်လဲ ဒီမှာလေးရေလိုပဲပြော ညီမလေးချိုးလို့ခေါ်လေညာတော့ကဆိုအဲ့ဒါ ညီမလေးချိုးဆိုညီမ3ယောက်လုံးကချိုး อ๋อအဲ့ဒါဆိုတဝန်တူတာဩတဝန်တူတာဩ ကိုတယောက်မချော3ယောက်ဖြစ်တော့ အဲ့လေအဲ့ဒါဆိုဖြစ်ပါတော့ဟုတ်ကဲ့ထားလိုက်ပါတော့အဲ့မှာမင်းတို့ညောင်အဲ့ဒီနေ့ကတော့စကားမပြောဖြစ်တော့ဘူးကျွန် လုံး တော် ဝမပြော ဘာလို့ဆိုစကားမပြောတာလဲဟုတ်ကဲ့စကားမပြောဖြစ်ဘူးဘယ်နေ့မှစမခင်သေးဘူးမလား သူ့တော့သိလိုက်တယ်ဒါပေမဲ့ तू ကမသိဘူးဒါပေမဲ့ तू ကမြင်လေ မမဆောတိမယ်ဘုတိမမဆောဘူးသူ့တော့နေကတိတယ် तू ကမသိဘူး ဩပြောချင်တာကသူ့အကြောင်းကိုတော့တယောက်ကပြောထားပေးတယ်တယောက်ကဟုတ်ပြီသူကမသိဘူးကဲဘယ်နေ့ तू စ ကမသိဘူးဒါပေမဲ့ तू ကမြင်ပြီးတော့မှတော့ तू ကြိုက်တယ်တဲ့ तू ကြိုက်တယ်တဲ့ပြောတာပဲ 你看你吹啦，哪么地方呗？OK，ဟုတ်ပြီဘယ်နေ့မှစပြီးတော့စကားပြောဖြစ်တယ်ဘယ်နေ့မှစခင်သွားလဲ မနှက်ဖြာဆိုသူတို့အိမ်ကိုအမေနဲ့တွားလိုက်တာလေ အဲဒီနေရာကအမအရာလာပြင်သားလေးစတာပြည့်တယ်ကိုဆောင်မင်းကပြီးတော့ကျွေသွားတယ်ဆိုဒီနေ့သူ့အိမ်သွားမယ်ဆိုတော့အလားတွေပြင်သားတော့မိကချုပ်ဘူး ကိုသားကိုမြင်နေချင်းမကြွေမိဘူး ဟမ်ခဏတော့ကြိုပြီးတော့ဘေးဆောင်နေတော့တက်တူးနေတယ် အဲ့ဒါတော့မြင်လိုက်တယ်မစက်ကောက်လိုက်တာ तू ကကိုယ့်ကိုမကြည့်လို့လေ အော်စိတ်ကောက်တာပေါ့အေးဘေးကြည့်မလဲဟုတ်ပြီ အဲ့သူတို့အိမ်မှာ ရောက်တော့ အမှလူကြီးရတော့မိတ်ဆက်ပေးကြပါဘောနော် ဒါပေမဲ့ကိုသားကိုရှက်လို့အဲ့နေ့ကလုံးဝသူ့မျက်နှာကိုမကြည့်ခဲ့ဘူးအခုချိန်ထိနောင်သားရရဲ့ โอเคဒါဆိုညီမလေးဟိုကလေပြောချင်တာကဒီကိုဆောင်ရဲ့ဒီခဏဘာလို့ဘောကြတာလားအပြုံးလေးလားဒါမှမဟုတ်ဒီကမေ့လေးလားတက်တူလေးလားဘာလို့ဘောကြတာလဲ ကိုဆောင်ရဲ့တကူလုံးမှာရှိရဲ့ all parts of his body စိတ်အပိုင်း အမလေးတကိုလုံးပဲတဘောကြ အစိတ်အပိုင်းတိုင်းကိုကြိုက်တာ အစိတ်အပိုင်းတိုင်းကိုကြိုက်တာတက်ခဲကုန်ပြီသားသူလည်းတဘောကြတယ်ချင်းတယ်ဒီဟာလည်းကိုဆောင်ကိုတဘောကြတယ်အစိတ်အပိုင်းတိုင်းကိုတဘောကြတယ်ဟိုစပင်ကအစခြေဖြားကြည့် ခြေဖြားသည့်ခြေထောက်ရောအရန်ကြိုက်လို့ခဏခြေထောက်စေးဖေးဖြစ်တယ်စေးစိမ်ဖေးဖြစ်တယ် ခြေသားကိုလည်းရမ်းကြိုက်လို့ဆေးစိမ်ဖြစ်တယ်အမလေးကိုဆောင်ရဲ့ခြေသားဆေးစိမ်တောက်ခြင်းနဲ့ဟိုကျွန်တော်ဆေးစိမ်ဆိုတော့လေဟိုတောက်တဲ့ဟာပဲဖြစ်နေတယ်။အော်ဟုတ်လားမလဲတကူလုံးကိုရမ်းကြိုက်တယ်ခြေသားကအစပေါ့နော်အေးအော်ပါကဘောစားโอเคပါဆိုတော့ကဲကိုဆောင်ညီမလေးရဲ့ဘေးအချက်အလက်ဘေးအမူအရာဘေးခန္ဓာကိုယ်ကိုတဘောချနေတတ်ပါတယ်လေ ဘာလို့က သူပြောတော့ဝက်ချန်နေတဲ့ ကဲဝက်ချန်တွေဆိုတာဒါတကယ်ဒါဆိုကိုဆောင်ရဲ့အချစ်ကညီမလေးထပ်ပူတယ်ဝက်ချန်ကအစတော့သဘောကျတယ်ဝက်ချန်လေးထွက်လာရင်တော့ရှာနေရက်ချတယ်ကဲကိုဆောင်ပြောပါအမှန်တရားပြောပါကိုဆောင် စားတော့ပါဗျာ ဟုတ်ကဲ့ပါ ရင်းတော့ဟောဖူကရဲ့ချင်းလို့ပေါ့နဖူးပါခြေပြားလေးရောက်ချင်းတယ် ဒီမှာကြည့်မလေးနဖူးကခြေပြားတိချစ်တယ်ဆိုတော့နင်းရဲ့စပင်တော့လုံးဝသဘောမကျနဖူးကတက်ကစပင်မျိုးလုံးဝသဘောမကျဘူး စပီကခဏခဏဖြစ်လိုက်လို့လေ အေးဟုတ်ကဲ့ပါဆိုတော့ဒီနေ့3နှစ်ပြည့်သွားပါပြီနော်3နှစ်ပြည့်သွားတဲ့အတွက်ကြောင့်ကဲကိုဆောင်ကလည်းညီမလေးချိုကိုကဲ3နှစ်ပြည့်ထိမပေါ့နော်ကတိစကားကိုပြောပြပါဦးဘာညာဘောကျေးဇူးတင်တယ်ဘာညာဘောမနောက်ပါစေဘာကပြည့်တာပြောပါကဲ လူကတော့စတော့မင်းက သူကိုကြည့်ပြီးပြောပါဟိုဘက်ကကြည့်တော့ဟိုဘက်ကကောင်မလေးကိုကြည့်သူကြည့်ပါဒီလိုမျိုးချိုရဲပေါ့ဘယ်လိုခေါ်လဲညီမလေးလားချိုးလားချိုရဲညီမလေးပေါ့တုံးနေတာတော့တွင်အေးဘာညာပေါ့ကွာနားလေခွင်းတို့တီးတာငါပဲပြင်ပေးနေရတာကဲပြောပါရင်တွေကရှိတဲ့စကားပြောပါအခုကအရန်ရိုပြီးရင်ဒီညမှာဘိုက်ခောက်တွေဆွဲပြီးတော့ကဲပြောပါ ဘိုက်ခောက်ကအရန်ဝါလို့ဆွဲလို့မရဘူး ကဲပြောပါသူကိုလေးလေးနက်နက်စကားပြောပေးပါကဲအားလုံးနားထောင်ပါမျက်စိမိမ့်မယ်ကဲ
ရာတိုင်းအတွက်တော့ကျွန်တော်မိမကိုရဲကိုကျေးဇူးတင်တယ် ကျွန်တော်မိမတော့ဟုတ်ပြီနင်းမျက်စိကဟိုငါ့ကိုကြည့်ဟိုစလိုက်ကိုကြည့်နေဟာနင်းမိမမဟုတ်ဘူးတော့မိမကိုကောင်းကောင်းလေးလေးနဲ့ကြည့်လို့လေအရာတိုင်းတော့ချိုးရေးအဲ့လိုမျိုးလေကွာနေရကြည့်လို့လေအရာတိုင်းပဲဟိုစားဒါလည်း အခုအချိန်နဲ့အခုဖြစ်တယ် ကဲပြောမယ်โอเคကဲကောင်းကောင်းသူ့ကိုကြည့်မယ်ဘာရှက်တယ်3နှစ်တော့ဟုတ်ပြီဒီလောက်ရှက်တာလားနော်ညာကစားလီမရားတွေတော့မှအဲ့လိုမရှက်ဘူး3နှစ်တယ်3နှစ်လုံးလုံးကဲကြည့်ပြီးတော့ကဲပြောပေးပါ အဲသူများတို့အရင်ကြီးတော့သူတို့ဟိုဒီသိမပြောတတ်ပါဘူးဟိုကစတော့မိမရဲချစ်တယ်လို့တဘောလုံးလို့ချစ်သွားပါလို့ ဘိုးလုံးမကူနော်โอเคပါလာဖို့ကဲမြင်ကားတဲ့ချင်းဖို့ကကြွားလက်ဖို့ပါကဲမလေးဒီ3နှစ်တာတို့မှာကိုဆောင်ကိုဗာပြောချင်တယ်3နှစ်ပြည့်ပြီဒီနေ့ကဲဗာပြောချင်တယ်ကိုဆောင်ရင်မနေ့ပြန်ကစားပြီးတပင်းစားချက်ပါတယ်ဟုတ်ပါโอเค ကိုဆောင်အရင်ချစ်တော်ပါမယ်လို့တိတ်မချစ်တော့ပါဘူးလို့ အော်ဒါဆိုဒီနေ့တော့3နှစ်တော့အရန်ရှိခဲ့တာဗောပြီးတော့ ကိုဆောင်စိတ်ချမ်းတောင်းဂယူဆိုင်ပေးပါမယ်လို့ပို့ပြီးတော့မှစိတ်ချမ်းတောင်းနဲ့ပို့လိမ်မာပေးပါမယ်လို့ ဒါပေမဲ့မနေ့ပြန်တော့စိတ်ထားတဲ့ဟိုအဝတ်တွေချော်လိုက်ပါโอเคပါကျေးဇူးတင်ပါတယ်ဆိုတော့ဒီ3နှစ်အတော်အတွင်းမှာအမတ်တရားဖြစ်တဲ့အရာလေးတွေရှိမလားပြောပြပေးပါဦးပြိတ္တ အမတ်တရားတော့ကိုဆောင်နဲ့အိပ်ရဝင်တဲ့ညတိုင်းပါပဲ ပါစကားရီတော့ကိုဆောင်နေညာရောက်ကိုဆောင်နေညာအိယာဝင်ခါနေအမတ်တရားအများကိုအသေးစိတ်ရှင်းပြပါငါကတွားပြီးတဲ့ဆိုင်ရောဒီကိုဆောင်ကတော့အမတ်တရားလေးတွေဒီ3နှစ်အတော်အတွင်းမှာမတ်တရားလေးဥပမာကအရန်စိတ်ကောက်တဲ့နေ့တွေရှိခဲ့လားအဲ့ဒါချော့ပြီးတော့ဗောနော်အိမ်ပြမယ်ဆိုတာဟိုလိုက်ပြေးအဲ့လိုမျိုးတွေရှိခဲ့လားအမတ်တရား ကိုဆောင်ကယူပြီးရဲ့ညကလေးကတခါလဲအပြက်ပြောတာ ဘာပြောတာလဲ စိတ်ကောက်ရဲ့ကောက်ကြည့်ကောက်တဲ့နေအကွဲပဲတဲ့ ဒုက္ခပါပဲ စိတ်မကောက်ရဲဘူး စိတ်မကောက်ရေးပါဘူးခင်ဗျာကဲအမတ်တရားရှိခဲ့လားဘာမှမရှိဘူးလားကဲဒါဆိုရင်ညီမလေးချူရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတစ်ခုလေးပြောပြပါအောင်ဘာလဲသူကအများကွာသူဒါလေးလို့ရင်သဘောကျတယ်ကွာဥပမာကွာနော်နင့်ကိုပါရိုက်တာလေးဒီသဘောကျလားဟဲ့လို့ပြောပါညီမလေးချူပါရိုက်တာကိုအရင်သဘောကျတာပဲအဲ့ဒါလည်းပြောပြပါရှိတယ် အပလေးတိုင်ကွန်ဒိုခဘာကနက်ကိုကပါမရရေဘူး ရှိတယ်အများကြီးရှိတယ်ဒီ3လေးတခါလာတော့အများကြီးရှိတယ် အေး အဲ့ဒီကြားလေကျွန်တော်မိမရန်ကိုပြီးဆိုတဲ့မိမတယောက်တော့ပြောလို့ရတာပေါ့ အော် ကျွန်တော်စီသွားတိုင်းလာတိုင်းအမြဲတမ်းဘာဖို့မဲဘာစားမဲအကုန်လို့သူကကျွန်တော်အသက်ဆိုအမြဲတမ်းဘုရားကတကယ့်ကိုပေါ့ဖန်ဆင်းပေးတဲ့တကယ်ဘာလုံးစားအတွက်ရဲ့နိုင်ရုံးပိုင်ရှင်ပေါ့နိုင်ရုံးတကယ်နိုင်ရုံးသမားယူနိုင်ရုံးမဟုတ်သုံးသမားနိုင်ရုံး โอเคအဲ့ဒါပြောပြပါညီမလေးရေလို့ပြောတယ်မင်းပြောညီမလေးရေ ဒီမလေးရေ ဒီနေ့ကစပြီးတော့ ဒီနေ့ကစားပြီးတော့ ပူပြီးတော့ညီမလေးကို ပူပြီးတော့ညီမလေး အကိုချစ်ပါမယ် ကိုချစ်ပါမယ် နှစ်ဆသုံးဆအဆတရား အစသေးရ ချစ်ပါမယ် ပါမယ် ညီမလေးကလွယ်ပြီး ညီမလေးကလွယ် ဘေးမင်းကလေးကိုမှအကိုမချစ်တော့ပါဘူး မဟုတ်ချစ်တော့ပါ ယောက်ျားလေးကိုတော့ကြိုက်ပါတယ်အဲ့မှာကျွန်တော်တို့မြောက်ရဲ့3နှစ်ပြည့် anniversary ကိုဇာတ်လမ်းတူတပုတ်လုံးမှာဖြစ်ပါတယ်ဒီမှာယောက်ျားဒီလိုရှိနေပါမယ်ဒီလိုလက်ပိုက်နေပါမယ်ညီမလေးကဒီကနေပြေးလာမယ်အကူစားဘာလဲညီမလေးဒီနေ့ဘာနေလဲမမီလားအဲ့အကူဆောင်ကမမီတာပေါ့ဒီနေ့နေနေငါညားတာ3နှစ်ပြည့်ပြီလေဟိချလိုက်တာအကူဆောင်ချက်ဘယ်ကောရောလာဖောက်တူနာရောဟုတ်ပြီနော်ဇာတ်လမ်းကတော့အစ်စေးပဲနော်နားလေနော်စတိုင်နဲ့ဒီလိုနေမယ်အကူဆောင်ဘာလဲဒီနေ့ဘာနေလဲမမီလားမမီတာပေါ့ဒီနေ့ကိုနေညီမလေးညားတာ3နှစ်ပြည့်ပြီလေဟိချလိုက်တာဇွတ်ရုံနေတာပေါ့ဖက်ကဲဟုတ်ပြီကဲကျွန်တော်လည်းကျင်လာပိုက်တော့နော်လာပိုက်တော့ 5 4 3 2 action ဆိုရင်လည်းစမယ်နော် okay 5 4 3 2 action အကူဆောင်ပြေးမယ်အကူဆောင်ဘောတူနာနေအကူဆောင်မဟုတ်ဘူးဒီလိုနော်အကူဆောင်
စားဘာလဲညီမလေးဒီနေ့ဘာနေလဲမမီလားမမီတော့ဒီနေ့နေငယ်ညီမလေးနဲ့ကိုညာတာတုံးနေပြီလေချစ်လိုက်တာအကိုစားဇွတ်လာပြိတ္တကလာဖောက်အိမ်မှာကြီးတွေပေါက်โอเคစပြီနော် Okay 5 4 3 2 1 action go ကိုကိုဆောင် အဲ့ဒါမရသေးဘူးအဲ့ဒါဖိုက်စားတဲ့လေသားတုံးနေပြီလေအရင်ပြောပြီလေအကိုစားနော် Okay အကိုစားဖိုက်စားတယ်အဲ့လိုမျိုးကြွက်နေ Okay 5 4 3 2 1 action go ကိုကိုဆောင် မသိမင်းမေတဲ့ ဟုတ်မိမရေ အရင်ချစ်တယ်နော် အရင်ကမင်းဘာရချစ်တာဒီနေ့ဘာနေလဲမမီလား ဒီနေ့ဘာနေလဲမမီလား မမီးတာဗောညီမလေး ဘာနေလဲ ကျွန်တော်တို့လင်မယားရဲ့ဟိုတုံးနေပြီလေတော့ ချစ်လိုက်တာအကူဆောင် ချစ်လိုက်တာကိုကိုဆောင် ဘာမအောင်ဝပေးလာဖေ